Hello， 大家好，အားလုံးပဲမင်္ဂလာပါဒီနေ့တနဲ့ပတ်သက်တဲ့စကားလုံးအပွားလေးတွေကိုလေ့လာကြည့်ရအောင်တဆိုတာကတော့ကြီးတော့လို့အဓိပ္ပာယ်ရပါတယ်ကဲစကြရအောင်တကြီးတော့ရိန်လူသားရိန်လူသားတရိန်လူကြီးတရိန်လူကြီးတကြီးတော့家အိမ်家အိမ်大家အားလုံး大家အားလုံး大ကြီးတော့ရွှေလေ့လာသည်ရွှေလေ့လာသည်大學တက္ကသိုလ်大學တက္ကသိုလ်大ကြီးတော့山တောင်山တောင်大山ကြီးမားတော့တောင်大山ကြီးမားတော့တောင်大ကြီးတော့海ပင်လေ大海ပင်လေကြီး大ကြီးတော့橋တရား橋တရား大橋တရားကြီး大橋တရားကြီး